မင်္ဂလာပါခင်ဗျာမင်းပြေရှရီငါကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်ဘုစင်ကားတုတ်ကိုရွတ်ဖတ်ပူဇော်မှာဖြစ်ပါတယ်တန်တာရီတန်တရန်တာနံတပဒုက္ခဝိညာတနေတတဓမ္မေစဘုစင်ကြီးမဟာတေနာပမတ်တနေဘုသေတော်အိစီမေတတတိဘဝမௌတကုတ္တမအာဇာတိမတ်စွာပြလိယမနနိဗ္ဗေငကတာဧဝမာတိကုဏုပိတအနေကဟုဏတင်္ဂဟံဩဒတင်စာယိမမနံဘုစင်ကြီးသဗ္ဗနာမဟေဘုစင်ကိုတတိတေခါတော်ဓမ္မနံဝိစီယောတထာဝိရိယမိတိပတ္တိဘုစင်ကသတ္တထာပရိတမရုပခဘုစင်ကတတ္တိတေတပတတိနာမုနိနာဓမ္မတခါတာဘာဝိတာဝုလိကတာတဝိတနိအဖိညာယနိဗ္ဗာနယသဝောရိယဧတိနာတစ္ဆဝစေနာဒုတိတေဟောတုတပထာဣကတမိန်တမိန်နာတော့မောက္ကနာနိသကတပံဟိလာနိဒုက္ခိတေဒိတောဘုစင်ကြီးတတတိတိတေသတံပိနဒိတောရောဂမௌစေတုတေခဏိဧတိနာတစ္ဆဝစေနာဒုတိတေဟောတုတပထာဣကတာဓမ္မရာဇာဝိကိလိညေနာဝိပိလိတောသုံးတဲ့ထေရနာတန်ယောဗနာပတောနာတာတယေတမောဒိတောနာအဘာဒတမဝုဒ္ဓလိဌာနတောဣတိနာတစ္ဆဝစေနာဒုတိတေဟောတုတပထာပိနာရိသအဘာဒတိဏနာမိမေဟိတိနမကဟတာကိလေတာဝပတ္တနုပတိဓမ္မတံဣတိနာတစ္ဆဝစေနာဒုတိတေဟောတုတပထာဘုဇင်ကတုတ်တံနေတိတံ